စင်ကာပူရဲ့ employment pass system မှာ pass approval ရဖို့အတွက်ကို point system အနေနဲ့က point အမှတ်40လို့ရတယ်။အဲ့အမှတ်40ကိုအဝင်တဲ့အချက်တွေကိုတခြားလေးရှင်းပြပေးမယ်။ employment pass မှာ approval ရဖို့ဆိုရင် point system အနေနဲ့အမှတ်40 point 40လိုအပ်တယ်။ point 40မှာအဓိကပါဝင်တဲ့အချက်တရား၄ချက်ရှိတယ်။နောက်တစ်ချက်ကတော့ qualification ဒုတိယတစ်ချက်ကတော့ salary တတိယတစ်ချက်ကတော့ local employment support နောက်ဆုံးအချက်ကတော့ diversity ဆိုတဲ့အချက်ကလေးတွေဖြစ်ပါတယ်။ salary section မှာဆိုရင် EP ရဲ့ point system နဲ့မှာဆိုရင် point 10ကနေ20ကိုရနိုင်တယ်။အဲ့မှာ financial service နဲ့ non financial service ဆိုပြီးတော့နှစ်မျိုးခွဲထားပါတယ်။ non financial service မှာဆိုရင်23နှစ်မှာဆိုရင်စင်ကာပူဒေါ်လာ9000ရရှိရပါမယ်။တက်45နှစ်မှာဆိုရင်စင်ကာပူဒေါ်လာ1500ရရှိမယ်ဆိုရင် point system နဲ့ point ကိုရရှိနိုင်မှာဖြစ်ပါတယ်။ financial service တွေမှာဆိုရင်တော့အသက်23နှစ်ဆိုရင်အနည်းဆုံးစင်ကာပူဒေါ်လာ9500ရရှိမှာဖြစ်ပြီးတော့အသက်45နှစ်ဆိုရင်တော့စင်ကာပူဒေါ်လာ11500ရရှိမှာ point system တွေက point 10ဒါမှမဟုတ်20ကိုရရှိနိုင်မှာဖြစ်ပါတယ်။ qualification က point 10ကနေ point 20ထိရတယ်။ MOM ကနေအတိမတ်ပြုထားတဲ့ top 100 university တွေမှာကိုယ်ကကျောင်းတက်ထားတယ်ဒါမှမဟုတ် degree ရထားတယ်ဆိုရင် point 20ထိရနိုင်တယ်။ဒါမှမဟုတ်ဘူးဆိုရင် UK equivalent degree တစ်ခုခုကိုရထားရဆိုရင် point 7ရမယ်။ဒါမှမဟုတ်ဘူးဆိုရင် MOM ကနေပြီးတော့သတ်မှတ်ထားတဲ့ awarding institution တွေကနေပြီးတော့ diploma ဘွဲ့ရထားတဲ့လူတွေကလည်း point 7ရမယ်။အဲ့3ချက်မှမဟုတ်ဘူးဆိုရင်တော့ point 0ပဲရမှာဖြစ်ပါတယ်။ကျမတို့ရဲ့ဒီ Twinkle College ကသင်ကြားပေးတဲ့ level 6 Euclid degree တွေဆိုရင်တော့ UK equivalent degree နဲ့ညီမျှတာဖြစ်တဲ့အတွက်ကြောင့်10 point ရပါမယ်။ local employment support ဆိုတာစင်ကာပူရီယန်တွေကိုအလုပ်မှာခံထားခြင်းရှိမရှိပေါ်မူတည်ပြီးတိုင်းတာတာဖြစ်တယ်။တကယ်လို့ကိုယ့်ရဲ့ကုမ္ပဏီမှာစင်ကာပူရီယန်ခံထားမှုနည်းတယ်ဆိုရင်တော့ local employment support မှာ point 0ရနိုင်ပါတယ်။ဒါပေမဲ့ဒါကကုမ္ပဏီနဲ့သက်ဆိုင်တာဖြစ်တဲ့အတွက်ကြောင့်ကိုယ်မှရွေးချယ်ပိုင်းခြင်းမရှိဘူး။နောက်တစ်ခုကတော့ diversity ပါ။ diversity ဆိုတာကကြတော့ကိုယ့်ရဲ့ကုမ္ပဏီမှာဆိုရင် nationality ကမျှတမှုရှိရမယ်။ဥပမာအပြင်ရုံးမှာဆိုရင်အိန္ဒိယကြီးပဲမဟုတ်ဘူးဖိလစ်ပင်းကြီးပဲမဟုတ်ဘူးမြန်မာကြီးပဲခံထားလို့မရဘူးအဲ့လိုမျိုး diversity မျှတမှုရှိရဆိုရင်လည်းသူတို့မှာ point အနေနဲ့ရပါမယ်ဒါပေမဲ့ဒါတွေအကုန်လုံးကတော့ကုမ္ပဏီနဲ့သက်ဆိုင်တာဖြစ်တဲ့အတွက်ကြောင့်ကိုယ်အနေနဲ့ရွေးချယ်ခြင်းမရှိဘူးအဲ့တော့ခုနကပြောခဲ့တဲ့အချက်၄ချက်အကုန်လုံးမှာ point 40ရရဲဆိုရင်တော့ employment pass မှာ approval ဖြစ်မှာဖြစ်ပါတယ်ဒါအပြင်တကယ်လို့အဲ့ဒီ point 40ကိုမရခဲ့ဘူးဆိုရင်another shortage occupation list ကနေပြီးတော့ point 20နဲ့ထပ်မံရရှိနိုင်ပါတယ်